တဲ့ညတွေထဲမှာတန်တိတ်နေတဲ့အိမ်ကလေးအမေအတန်ကိုမကြားရအောင်နှလုံးသားကတိတ်တဆိတ်နာနေပြီအဝေးမှာနေတဲ့သားတယောက်မျက်ရည်တွေနဲ့ခေါ်နေတယ်အမေရှိနေသေးတယ်နော်လောကကြီးကိုပြောနေတယ်အမေရှိနေသေးတယ်မတရားမှုတွေကြားထဲမှာအမှန်တရားကိုယုံကြည်နေစေအလေးရောင်တစ်စင်းလုံးလူမိုက်တွေမဖြတ်နိုင်ဘူးမြတ်တာရဲ့တန်ကိုသားရဲ့ခေါ်တဲ့တွေကြားမှာအမေနှလုံးခုန်နေစေတကားပိတ်ထားတဲ့ခန်းတဲ့အချိန်တွေတိတ်တဆိတ်ရှောင်းလွန်လပ်ခြင်းဆိုတဲ့အိမ်မက်မျက်လန်းခြင်းဆိုတဲ့အိမ်မက်မျက်လုံးပိတ်ပြီးပဲထိန်ထားသားတယောက်ရဲ့မျောလင်းချက်လောကကြီးကိုမေခွန်းထုတ်အမေကိုပြန်ပေးပါလို့လေထဲမှာပြန်နေတယ်အမေရှိနေသေးတယ်မတရားမှုတွေကြားထဲမှာအမှန်တရားကိုယုံကြည်နေစေအလေးရောင်တစ်စင်းလုံးလူမိုက်တွေမဖြတ်နိုင်ဘူးမြတ်တာရဲ့တန်ကိုသားရဲ့ခေါ်တဲ့တွေကြားမှာအမေနှလုံးခုန်နေစေနေ့တစ်နေ့မှလွန်မြောက်မယ်မျက်ရည်တွေပြုံးရဖြစ်မယ်အမေလက်ကိုပြန်ဆောင်နိုင်မယ်အဲ့ဒီနေ့ကိုစောင့်နေတယ်အမေရှိနေသေးတယ်တရားမှုတွေကြားထဲမှာအမှန်တရားကိုယုံကြည်နေစေအလေးရောင်တစ်စင်းလုံးလူမိုက်တွေမဖြတ်နိုင်ဘူးမြတ်တာရဲ့တန်ကိုသားရဲ့ခေါ်တဲ့တွေကြားမှာအမေနှလုံးခုန်နေစေမရှိနေသေးတယ်နှလုံးသားတိုင်းထဲမှာအပြန်တရားတစ်ခု